ကိုချစ်စီတော့ကစန္ဒရာကားလို့ခေါ်တဲ့တိုင်းပြည်ကြီးမှာဘုရင်ကြီးဘီဂရန်စင်ကမင်းလို့အုပ်ချုပ်ခဲ့ပါတယ်။တန်းသားမှာမိုးရီတဲထွန်းစာရပြီးလေပြင်းတွေတိုက်ခတ်နေတော့မိဖုရားကြီးကမိဖွားကိုနာကျင်ကြိုက်ခဲ့နေပါတယ်။ဘုရင်ကြီးကဆိုရင်ပြီးစစ်သူကြီးအနီးနားကရွာကဝမ်းဆက်တဲ့ကိုအမြင်သွားခေါ်ရှိလို့အမိန်ပေးလိုက်တဲ့စစ်သူကြီးလည်းဝမ်းဆက်တဲ့အိမ်ကိုရောက်သွားပြီးအတင်းအဓမ္မခေါ်ဆောင်လာခဲ့တယ်။အဲဒီချိန်မှာဘုရင်ကြီးရဲ့ညီတော်ဝင်ကြီးနဲ့သူမိမတို့ကနန်းတော်ထဲမှာမကောင်းကြံစီနေကြတယ်။မိဖုရားကြီးတာယောက်ျားလေးမွေငါတို့ထိနှက်ရမှာမဟုတ်ဘူး။တခုခုလုံးမဖြစ်မဲ့ဆိုပြီးဝေကြီးကတော့ကအကြံထုတ်တယ်။မကြခင်မှာပဲမိဖုရားကြီးကသားတယောက်သမီးနှစ်ယောက်အမှားမွေးလိုက်တယ်။ဝမ်းဆဲတဲ့အထိန်တော်တွေကဝမ်းသာအရာဖြစ်ပေမဲ့ဝင်ကြီးနဲ့သူမိမကဝင်လာပြီးရှိန်းလျှောက်ပါတော့တယ်။နင်တို့ဒီကလေးကိုတက်ပြရမယ်။ပြီးရင်ခွေးပေါက်3កောင်နဲ့အစားထိုးလိုက်မလို့ရင်နင်တို့ကိုတတ်မယ်လို့ပြောတယ်။ဝင်းကြီးတဲ့အစီအစဉ်တိုင်းခွေးပေါက်လေး3កောင်ကိုယူလာပြီးဘုရင်ကြီးကိုပြကြတယ်။ဝမ်းဆဲတဲ့ကကြောင်းလဲတကြတယ်။အရှင်မင်းကြီးဝမ်းနေစရာပါပဲ။မိဖုရားကြီးကခွေးပေါက်လေး3កောင်မွေးပါတယ်လို့လင်းပြောလိုက်ရတယ်။ဘုရင်ကြီးကဒေါသထွက်ပြီးဒီလိုစစ်စီမရှိတဲ့မိဖုရားကိုထောင်းချလိုက်ခွေးပေါက်တွေကိုတောထဲလွှတ်လိုက်လို့အမိန့်ပေးလိုက်တယ်။ဝမ်းဆဲတဲ့အထိန်တော်တွေကအပြစ်ကင်းတဲ့ကလေးတွေကိုမတည့်ရကြဘူး။ဒါကြောင့်သမီးတော်နှစ်ပါးကိုတောင်းနေတဲ့ထဲပြီးမြစ်ထဲမျောလိုက်ကြတယ်။မင်းသားလေးကိုတော့ဝမ်းဆဲတဲ့ကတိတ်တကူသားလိုမွေးစားပြီးဝေးရောက်ခေါ်သွားလိုက်တယ်။နှစ်ပေါင်းဆက်နှစ်ကြာသွားတဲ့အခါမိဖုရားကြီးကထောင်းကလွတ်လာပြီးငါခွေးမွေးတာမဟုတ်ဘူး။ငါသားသမီးတွေကိုငါပြန်ချမယ်ဆိုပြီးတော်တယ်ရောက်လာတယ်။ထိုးထဲမှာဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ရပြီးငိုကြွေးနေတော့လူငယ်တစ်ယောက်နဲ့တွေ့တယ်။အဲ့ဒီလူငယ်လေးကတော့ဝမ်းဆဲတဲ့မွေးစားတဲ့မင်းသားလေးပါပဲ။မင်းသားလေးကသူ့အဖွားနေမကောင်းလို့ဆေးလာကြရင်မိဖုရားကြီးကိုတွေ့ပြီးအိမ်ခေါ်သွားတယ်။အိမ်ရောက်တော့မိဖုရားကြီးနဲ့ဝမ်းဆဲတဲ့ပြန်တွေ့ကြတယ်။ဝမ်းဆဲတဲ့ကအမှန်တရားကိုဖွင့်ပြောလိုက်တယ်။မိဖုရားကြီးခွေးပေါက်မွေးတာမဟုတ်ပါဘူး။ဝင်းကြီးတို့ယုံမာတာပါ။ဒီကောင်လေးကမိဖုရားရဲ့သားအရင်မှာကျန်တဲ့သမီးတော်နှစ်ပါးပျောက်ဆုံးနေပါတယ်လို့ပြောပြတယ်။မင်းသားလေးနဲ့မိဖုရားကြီးတို့ဝမ်းနဲ့ဝမ်းသာဖြစ်ပြီးပျောက်ဆုံးနေတဲ့ညီမလေးတွေကိုရှာဖို့ထွက်လာကြတယ်။တစ်ဖက်မှာတော့သမီးတော်တစ်ပါးဖြစ်တဲ့ရမုံနာကိုတောတွေကလင်မယားနှစ်ယောက်ကကေတင်ပြီးမွေးစားထားကြတယ်။တကယ်တော့ရမုံနာကိုမြစ်ကမ်းဘေးမှာမွေးတကောင်ဆောင်းချောင်းနေတာကိုတွေ့ပြီးကောက်ယူခဲ့တာပါ။ရမုံနာကြီးလာတော့အဖေဖြစ်သူမိုဟန်ကပပဲပုံမှာပဲအလိုလိုရင်းမတော်တဆမိလောင်ပြီးဆုံးသွားတယ်။သူ့လေးကအမွေလိုခြင်းတို့နှိပ်စက်တာကြောင့်ရမုံနာနဲ့သူ့အမေတို့အိမ်ကထွက်ပြေးရတယ်။လမ်းမှာဆုံးမတကောင်ကရမုံနာကိုပြန်တန်းပြီးဖမ်းသွားတယ်။ကဲကြပါအောင်လို့အော်ဟေခြင်းရမုံနာကလေတစင်းပေါ်ကိုပြုတ်ကျသွားတယ်။အဲ့ဒီလေပေါ်မှာမိဖုရားကြီးနဲ့မင်းသားလေးတို့နဲ့ဆုံစည်းမိကြတယ်။အဲ့ဒီချိန်မှာရမုံနာရဲ့မွေးစားအမေနဲ့အိမ်ကလိုက်လာတဲ့ခွေးလေးဒုက္ခုတို့ရင်းနေတာကိုမင်းသားလေးကဆင်ကဲလိုက်တယ်။အားလုံးလေပေါ်ရောက်တော့အကြောင်းစုံပြောပြကြရင်မွေးစားအမေနီရှာကရမုံနာကကျမအသမီးအရင်မဟုတ်ပါဘူး။လွန်ခဲ့တဲ့16နှစ်ကမွေးတကောင်စောင့်နေတဲ့တောင်းတွေကရခဲ့တာပါ။အဲ့ဒီတောင်းထဲမှာခွေးပေါက်လေးတစ်ကောင်လည်းပါပါတယ်။အဲ့ဒါကိုဒီခွေးလေးတစ်ခုပါပဲလို့ပြောပြလိုက်တယ်။တောက်ကိုကြတော့မိဖုရားကြီးကသူ့သမီးမှန်တီးပြီးဖက်လက်တကင်ကိုကြွေကြတယ်။နောက်ထပ်သမီးတော်တစ်ပါးကိုတော့တိုးတွေကနွားမကြီးတစ်ကောင်ကကဲတေးပွေမွေးစားထားတယ်။အဲ့ဒီသမီးတော်ကတောတရိတ်ဆန်နေနဲ့ကြည်ပြင်းလာတယ်။ဒီနေ့မှာရှင်သေးနဲ့မြေခွေးတို့ကသမီးတော်ကိုစားဖို့ကြံစီကြတယ်။နွားမကြီးကသမီးတော်ကိုကုံပိုးပြီးထွက်ပြေးပေမဲ့မလွတ်တော့ဘူး။အဲဒီကနွားမကြီးကကြောင်မယ်နဲ့အချင်းချင်းသေးမင်းမစားပါနဲ့လွန်ခဲ့တဲ့နေ့တုန်းကအရှင်မင်းကြီးကိုနှုတ်တိုက်ပြီးကဲခဲ့ပူပါတယ်လို့ပြောလိုက်တယ်။ရှင်သေးကြီးကအဲ့ဒါကိုတတိယသွားပြီးစိတ်ပြောင်းကသူတို့နဲ့မိတ်ဆွေဖွဲ့လိုက်တယ်။ဒီနေ့မှာသူတို့အုပ်စုအစာချထွက်နေတော့မိုးစိုးတယောက်ကမြားနဲ့ပြလို့မြေခွေးသေးသွားတယ်။ရှင်သေးကြီးကမိုးစိုးကိုလိုက်ကြတော့တောလိုက်ထွက်လာတဲ့ပကြီးကြီးဘစ်ခရန်စင်းနဲ့တွေ့ပြီးပကြီးကြီးကရှင်သေးကိုမြားနဲ့ပြလိုက်တယ်။ရှင်သေးကြီးတန်ရာရပြီးအော်ဟေတန်ကြလို့သမီးတော်နဲ့နွားမရောက်လာပြီးငိုကြတယ်။အဲ့ဒီချိန်မှာပဲမိဖုရားကြီးမင်းသားလေးနဲ့ရမုံနာတို့လည်းအတန်ကြားလို့ရောက်လာကြတယ်။မိဖုရားကြီးကအချင်းမင်းကြီးမဖြစ်ပါနဲ့ဒီရှင်သေးကသမီးတော်ကိုစောင့်ရှောက်ထားတာပါလို့တားလိုက်တယ်။ဘုရင်ကြီးကအံ့ဩသွားပြီးမင်းကဘာလုပ်လဲလို့မေးတယ်။မိဖုရားကြီးကကျမကအရှင်မင်းကြီးရဲ့မိဖုရားပါ။ခွေးမွေးခဲ့တာမဟုတ်ပါဘူး။ဒါတွေကအရှင်မင်းကြီးရဲ့သားသမီးတွေပါလို့ပြောပြီးနွားမကြီးကိုအဖြစ်မှန်ပြောခိုင်းတယ်။နွားမကြီးကလည်းလွန်ခဲ့တဲ့16နှစ်ကခလေးကိုကဲခဲပုံတွေကိုပြောပြတယ်။ဒါပေမဲ့ဘုရင်ကြီးကမယုံကြည်နိုင်သေးဘူး။
ဒါဆိုဝမ်းဆဲတဲ့စီသွားကြမယ်ဆိုပြီးအားလုံးဝမ်းဆဲတဲ့အိမ်ကိုသွားကြတယ်ဝမ်းဆဲတဲ့ကအိယာထဲမှာနာမကျန်းဖြစ်နေတယ်မင်းသားလေးကိုမြင်တော့မင်းသားလေးပြန်လာပြီလားဆိုပြီးဝမ်းသာသွားတယ်မင်းသားလေးကအဖွားဘုရင်ကြီးကိုအမှန်တရားတွေပြောပြပါလို့တောင်းဆိုတယ်ဝမ်းဆဲတဲ့ကအချင်းမင်းကြီးမိဖုရားကြီးပြောတာအမှန်ပါပဲဝန်ကြီးနဲ့သူ့မိမကလွတ်ကြံခဲ့တာပါကလေးတွေကိုတတ်ခိုင်းပြီးခွေးပေါက်တွေနဲ့လဲခဲ့တာပါကျမတို့ကိုခွင့်လွတ်ပါလို့ဝန်ခံလိုက်တယ်ဒီတော့မှဘုရင်ကြီးကအမှန်တရားကိုသိပြီးနောက်ထရကမြေကြီးကြတယ်မိဖုရားရဲ့ကိုတော်မှားခဲ့ပါတယ်လို့တောင်းပန်တယ်မိဖုရားကြီးကကျမတို့အခုနန်းတော်ကိုပြန်ရပါမယ်ရုံမာတဲ့သူတွေကိုအပြစ်ပေးရပါမယ်လို့ပြောလိုက်တယ်မင်းသားလေးကအဖွားလည်းကျွန်တော်တို့နဲ့လိုက်ခဲ့ရမယ်ဘုရင်ကြီးကလည်းကောင်းငိမ့်သဘောတူပြီးကဲအားလုံးနန်းတော်ကိုပြန်ကြစို့လို့အမိန့်ပေးလိုက်တယ်နောက်ဆုံးမှာတော့ဘုရင်ကြီးမိဖုရားကြီးပြန်လဲဆုံးချရတယ်တာသမီ3ယောက်နဲ့ကျေးဇူးရှင်တွေဖြစ်ကြတယ်နွားမကြီးဝမ်းဆဲတဲ့တို့အားလုံးဟာပျော်ခြင်းစွာနဲ့နန်းတော်ကိုပြန်လဲထွက်ခွာသွားကြပါတော့တယ်